ရွှေကိုမရရဲ့လောကပါလာရဲခမဲတော်ကြီးနန်းနန်းကိုပြပေးမှာဖြစ်ပါတယ်။မြောက်ဘက်မုံဆောင်နှန်းနဲ့ကဲ့ရက်မှာရှိတဲ့အတွက်ကြောင့်မလို့ဝင်သွားလို့ရတယ်။အတိတ်ထံပြူဆူတောင်းတဲ့လူတွေပွဲပေးတဲ့လူတွေများပြားတဲ့နေရာလည်းဖြစ်တယ်။အတိတ်ထံကြီးပြကြတယ်ဆူတောင်းကြီးပြကြတယ်ဆိုပြီးတော့လာရောက်ပူးမြော်သူများပြားပါတယ်။ခဲခဲကြက်တင်မှန်သမျှကိုလည်းတိုင်နေပြီးတော့ဆူတောင်းလို့ရတယ်။ဆူတောင်းပြည့်တယ်ဆိုလို့ရှိရင်လည်းပွဲပေးပြီးတော့လူတန်းလို့ရပါတယ်။တန်ပေါက်စွန်းလဲကတ်လူပူဇော်ပြီးရင်လည်းအထူးနှစ်သက်တယ်လို့သိရပါတယ်။ပူးမြော်ပြီးတော့ဒိဋ္ဌံကြီးပြေးကြပါစေ၊ဆူတောင်းကြီးပြေးကြပါစေ။